မင်္ဂလာပါဒီနေ့မှာတော့ညီမတို့တောရွာစတိုင်ပဇွန်ထုတ်စီပြန်ဟင်းလေးချက်ပြပေးပါမယ်နော်အရင်ဆုံးလက်ဆက်တဲ့ပဇွန်ထုတ်ကြီးရဲ့ကြက်သွန်နီကြက်သွန်ဖြူဂျင်းစနွင်းစတာတွေကိုပြင်ဆင်ထားပါမယ်ပဇွန်တွေကိုတန့်စင်တဲ့အခါခေါင်းထဲကအစီလေးတွေထွက်မသွားအောင်တေချာလေးဂရုစိုက်ပြီးတော့တန့်စင်ရပါမယ်နော်ဒါမှဟင်းကအရသာရှိမှာပါအနံလေးမွေးအောင်ကြက်သွန်ဖြူနဲ့ကြက်သွန်နီလေးကိုညက်နေအောင်ထောင်းလိုက်ပါမယ်မီးဖိုပေါ်ကိုမြေအိုးလေးတင်လိုက်မယ်မြေအိုးထဲကိုပဲစီရှုံရှုံလေးထည့်လိုက်ပါမယ်စီပူလာရင်စောစောကထောင်းထားတဲ့အမွှေးကြိုင်လေးတွေကိုအနံမွေးပြီးအယောင်လှလာအောင်စီတက်ပေးလိုက်ပါမယ်ကဲစီတက်တာမွေးလာပြီဆိုရင်ပဇွန်ထုတ်လေးတွေကိုထည့်လိုက်ပါပြီအယောင်လေးတွေလှလာပြီနော်အရသာအတွက်စားငန်းပြာရည်နဲ့တကြားလေးထည့်လိုက်ပါမယ်အချုံမုံကြက်ရင်လည်းထည့်လို့ရပါတယ်ရေလေးနည်းနည်းပဲထည့်ပြီးစီပြန်လာအောင်အုပ်ထားလိုက်ပါမယ်မီးအေးအေးလေးနဲ့မှအသားကနူးမှာပါကဲစီလေးတဝင်းဝင်းနဲ့ပဇွန်ထုတ်စီပြန်ဟင်းလေးရပါပြီထမင်းပူပူလေးနဲ့စားလိုက်ကြရအောင်နော်သုံးဆောင်ကြပါအောင်ရှင်မင်္ဂလာပါဒီနေ့မှာတော့ညီမတို့တောရွာစတိုင်ပဇွန်ထုတ်စီပြန်ဟင်းလေးချက်ပြပေးပါမယ်နော်အရင်ဆုံးလက်ဆက်တဲ့ပဇွန်ထုတ်ကြီးရဲ့ကြက်သွန်နီကြက်သွန်ဖြူဂျင်းစနွင်းစတာတွေကိုပြင်ဆင်ထားပါမယ်ပဇွန်တွေကိုတန့်စင်တဲ့အခါခေါင်းထဲကအစီလေးတွေထွက်မသွားအောင်တေချာလေးဂရုစိုက်ပြီးတော့တန့်စင်ရပါမယ်နော်ဒါမှဟင်းကအရသာရှိမှာပါအနံလေးမွေးအောင်ကြက်သွန်ဖြူနဲ့ကြက်သွန်နီလေးကိုညက်နေအောင်ထောင်းလိုက်ပါမယ်မီးဖိုပေါ်ကိုမြေအိုးလေးတင်လိုက်မယ်မြေအိုးထဲကိုပဲစီရှုံရှုံလေးထည့်လိုက်ပါမယ်စီပူလာရင်စောစောကထောင်းထားတဲ့အမွှေးကြိုင်လေးတွေကိုအနံမွေးပြီးအယောင်လှလာအောင်စီတက်ပေးလိုက်ပါမယ်ကဲစီတက်တာမွေးလာပြီဆိုရင်ပဇွန်ထုတ်လေးတွေကိုထည့်လိုက်ပါပြီအယောင်လေးတွေလှလာပြီနော်အရသာအတွက်စားငန်းပြာရည်နဲ့တကြားလေးထည့်လိုက်ပါမယ်အချုံမုံကြက်ရင်လည်းထည့်လို့ရပါတယ်ရေလေးနည်းနည်းပဲထည့်ပြီးစီပြန်လာအောင်အုပ်ထားလိုက်ပါမယ်မီးအေးအေးလေးနဲ့မှအသားကနူးမှာပါကဲစီလေးတဝင်းဝင်းနဲ့ပဇွန်ထုတ်စီပြန်ဟင်းလေးရပါပြီထမင်းပူပူလေးနဲ့စားလိုက်ကြရအောင်နော်သုံးဆောင်ကြပါအောင်ရှင်